မင်္ဂလာပါမမတို့ညီမလေးတို့ရေစပန်းပိတ်စတွေကိုပေါ်ပေါ်လောလောချုပ်ရောင်းခြင်းနဲ့မမတွေညီမလေးတွေအတွက်ဂိုးတောင်ရှင်းလျှော့ဈေးလာပြီနော်1ကီလိုကိုမှ1000နဲ့မမတို့1000နော်1000ပဲမမတို့1ကီလိုမှ1000ပဲဖြစ်တဲ့အတွက်ကြောင့်မလို့တကိုက်ကို1500ပဲကြမယ်မမတို့နော်ဒါညီမတို့ဂိုးတောင်ရှင်းလျှော့ဈေးအခုဂိုးတောင်ထဲမှာပြနေအထုပ်တွေအားလုံးကအကုန်ထုတ်ပြီးတော့ရောင်းမှာ1ကီလို1000နဲ့အကုန်ထုတ်ပြီးတော့ရောင်းမယ်ပစ္စည်းဖြစ်တယ်အိုးတဲ့လူရမယ်မမတို့ဒါတွေကအရန်တန်တဲ့ခါကျတော့မြန်မြန်လာဝယ်ကြမှာနော်မမတို့မြန်မြန်လာဝယ်ကြမှာဖြစ်တဲ့အတွက်ကြောင့်မြန်မြန်ကုန်သွားလိမ့်မယ်အဲ့တော့မမတို့ကမြန်မြန်လေးလာဝယ်မှာမယ်ဆိုလဲမြန်မြန်လေးမှာ1ကီလိုကို1000မမတို့ကိုကြိုက်တဲ့အစင်ကိုကြိုက်တဲ့အစကိုကိုယ့်ဘာကိုလာရွေးမမတို့စိတ်ကြိုက်လာရွေးလို့ရတယ်နော်တကိုက်ကိုမှ1500ပဲရှိတဲ့အတွက်ကြောင့်မလို့မမတို့ပေါ်ပေါ်လောလောချုပ်ရောင်းလို့လည်းရတယ်သူကကလေးအင်ကြီးဘောင်းမိတယ်မဟုတ်ဘူးလူကြီးဟာတွေပါချုပ်ရောင်းလို့ရတယ်နော်တကိုက်ကနေ3ကိုက်ကြားအစတွေမမတို့တကိုက်ကနေ3ကိုက်ကြားအစတွေနော်မမတို့စိတ်ကြိုက်လာရွေးပါလာရွေးမယ်ဆိုရင်လိမ့်စာလေးကအင်းစိန်အောင်ဆန်းစေးမှတ်တိုင်နော်ဆိုင်ရကြတော့အောင်ဆန်းစေးမှတ်တိုင်နဲ့ရွာသစ်မှတ်တိုင်ကြားထဲမှာရှိတယ်မမတို့ကားလမ်းဘေးမှာပဲနော်တဲလုံးအထည်ဆိုင်ဆိုပြီးဆိုင်းပုတ်တက်ထားတယ်။တဲလုံးအထည်ဆိုင်ဆိုပြီးတော့ဆိုင်းပုတ်ကောဗနိုင်းတွေရောရှိတယ်မမတို့အမှကြည့်ပြီးတော့လာခဲ့နော်။ရွာသစ်နဲ့အောင်ဆန်းစေးနဲ့ကြားထဲမှာနော်ကားလမ်းမှာဘေးမှာပါဖုံးဆက်ပြီးမှမယ်ဆိုရင်ဖုံးနံပါတ်3992615050ပါနော်1ကီလိုကိုမှ1000ပဲရှိတယ်မမတို့ဦးတဲ့လူယူညီမတို့ဒီဂိုတောင်ထဲမှာရှိတဲ့ဒီအထုပ်တွေကိုအကုန်လုံးရှင်းထုတ်ခြင်းလို့နော်မမတို့ပြင်ပစ္စည်းအစ်စ်ရောက်မှာမဟုတ်လို့ပါအဲ့တော့နေရာရှင်းလျှော့စီအရန်တန်တယ်နော်